ဆွေးနွေးစရာတွေတော်တော်များများရှိနေပါတယ် TNL စောက်ခွာသွားပြီး PDF တက်တွေဝင်ရောက်နေရာယူတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတယ်လို့မိုးကုတ်မြို့ရဲ့အခြေအနေဟာမြန်မာပြည်သူလူထုတရက်လုံးရဲ့ဂျားရဲမှာအင်မတန်စိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ခုဖြစ်ရှိလာနေပါတယ်မိုးကုတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ဆုံးဒီကနေ့ရတဲ့သတင်းတွေအရာဆိုရင် MDY PDF ငင်းကြံဘလက်တိုက်ကမိုးကုတ်ပကဖမိုးကုတ်ဖြူဟာအစရှိတဲ့တက်တွေဟာမိုးကုတ်မြို့ကိုကာကွယ်မယ်ဆိုတဲ့သတင်းစကားမျိုးရရှိထားပါတယ်ဓာတုမှာ MDY PDF ကတပ်သားတစ်တွေခေါ်ယူပါတယ်ဒေါ်လာရေးကိုတကယ်ဆင်နွှဲမယ်အမိမြန်မာနိုင်ငံတော်ကိုကာကွယ်မယ်နိုင်ငံတော်တစ်တီစောက်မယ်ဆိုရင်ကြိုးဆိုပါတယ်ဆိုတဲ့ MDY PDF ကဒီညနေနောက်ဆုံးထုတ်ပြန်ချက်တခါမိုးကုတ်ဗျူဟာမိုးကုတ်ပကဖရီကလည်းကင်းကွာနေသောရဲဘော်တွေအမြန်လာရောက်ပြီးမိုးကုတ်မြို့ကိုကာကွယ်ပေးဖို့ဖိတ်ခေါ်ပါတယ်ဆိုတဲ့ကြေညာချက်တွေထွက်ပါတယ်အဲ့ဒီအရှိမတော့ပြည်သူလူထုနဲ့အတူမိတို့သိမ့်ပိုက်စုံမထိန်ချုပ်ထားသောနေရာများကိုဦးဆွေးစံမြေကာကွယ်သွားမည်ဆိုတဲ့ကြေညာချက်တွေထွက်ပေါ်ခဲ့ပါတယ် TNL ဟာမိုးကုတ်မိုးမိတ်ကိုတရုတ်ရဲ့သဘောတူညီမှုနဲ့ဖိအားပေးမှုကြောင့်စစ်တပ်လက်တွေကိုပြန်အပ်မဲ့အချိန်တရားဝင်ကြေညာလိုက်တဲ့အချိန်မှာကျွန်တော်တို့စိတ်နှလုံးတွေချွတ်ချုံချခဲ့ပါတယ်ဒါပေမဲ့မကြပါဘူး MDY PDF ကြေညာချက်ထွက်လာတယ်ငင်းကြံဘလက်တိုက်ကကြေညာချက်ထွက်လာတယ်မိုးကုတ်ဗျူဟာကြေညာချက်ထွက်လာတယ်မိုးကုတ်ကိုကာကွယ်မယ်ဆိုဒီအချင်းတွေဟာတာမန်ကြည့်ရင်တော့မိုးကုတ်မြို့ကို PDF တွေကာကွယ်မယ်စစ်တပ်ကိုပြန်မပေးဘူးလို့ယူဆစရာရှိပါတယ်တာမန်အပေါ်ယံလေးပေါ့တကယ်နက်နက်ရှိုင်းရှိုင်းကြည့်မယ်ဆိုရင်အမျိုးသားညီညွတ်ရေးအစိုးရကိုစာမွဲစစ်တဲ့ပွဲလို့လေပြောလို့ရတယ်လို့တရုတ်ကဖိအားပေးပြီး TNL ကိုစုတ်ခိုင်းတယ်စစ်တပ်လည်းပြတ်အပ်ခိုင်းတယ်ဒါကိုကျွန်တော်တို့ PDF တွေကမပေးနိုင်ဘူးကွာငါတို့ကာကွယ်မယ်ဆိုတဲ့အခြေအနေဟာတရုတ်ကိုအန်တူပြီးတော်လန်စစ်ကိုဆင်နွှဲမယ်လို့ကြီးညာလိုက်တာမျိုးပါအင်မတန်ကိုအကဲဆက်ပါတယ်အင်မတန်ကိုစိုးရိမ်စရာကောင်းတဲ့အခြေအနေကြီးတည်းရပါမိုးကုတ်မြို့ကိုကာကွယ်မယ်ဆိုတဲ့နေရာမှာတချို့ရေးသားချက်တွေမှာဘယ်လောက်တောင်းခံနိုင်မလဲ TNL လိုအင်အားကြီးတက်ဥမာအဖြစ်လက်နက်အင်အားလူအင်အားကောင်းတဲ့တက်တောင်စုပ်ပေးရတဲ့ကိစ္စမှာ PDF တက်တွေကကာကွယ်နိုင်ပါမလားဆိုပြီးတော့ PDF တွေကိုစိုးရိမ်စိတ်နဲ့စိတ်ပူနေကြတဲ့သူတွေလည်းရှိပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တခုပြောချင်တာကမနေ့ကကောမလေးတခုကျွန်တော်တေချာဖတ်လိုက်ရပါတယ်တော်တော်ရှည်တယ်အခုလောက line ပေါ်မှာပဲပြောမှာလားတကယ်လက်နက်ကန်ပြီးတိုက်ပွဲဝင်မယ် uniform ဝတ်ပြီးဝင်မယ်ဆိုရင်ရောဝင်မှာလားတဲ့ကျွန်တော်တကယ်စိတ်ထဲမှာယုံကြည်လေးစားလို့မေးတာပါတဲ့အင်တာနက်စာမျက်နှာတွေပေါ်မှာပဲအခုလောက YouTube ပြောပြီးဒီဒေါ်လာရေးကိုဖြတ်တန်းမှာလားသူ့မေကွန်းအရန်ကောင်းပါတယ်ဒီလို comment မျိုးဒီလိုမေကွန်းမျိုးကိုလက်ရှိ YouTube မှာသတင်းစကားပြောနေတဲ့ channel တွေအမြောက်အများရှိပါတယ်အဲ့ဒီ channel တွေအမြောက်အများမှာတွားပြီးမေးစီချင်တယ်ဗျခြေကောင်းလက်ကောင်းတွေတန်တန်မာမာတွေတိုင်းပြည်တကယ်လိုရင်တိုက်ပွဲဝင်မှာလားဒါမျိုးပေါ့ကျွန်တော်ကိုမေးတော့ကျွန်တော်ကဖြေစရာရှိတာပါတယ်ဖြေစရာရှိလာတော့မြမြကျော်ကြီးမင်းကတကယ်တိုက်မယ်ဆိုတိုက်ပွဲဝင်မှာလားဆိုတော့ဝင်ချင်တာပေါ့ဗျာတိုက်ချင်တာခံညာလာတော့တော်လန်ရေးဝစ်စုံကြီးကိုဝစ်ပြီးမောင်းမြန်ကိုကင်ကစစ်အုပ်စုကိုချီမုန်းချင်တာတိုးတော့အချိန်ဒီအချိန်ခါကာလဒေတာလူပုဂ္ဂိုလ်ဘယောကဒါတွေကိုချစ်ချင်တွက်ဆပြီးလောက်ကင်ဆောင်ရွက်ရတာရှိပါတယ်ကျွန်တော်2015 16 19ပေါ့ဗျာအဲ့ဒီကာလတွေတုန်းကအလုံသမားတပိတ်မောက်တဲ့ကာလအခင်းချင်းလေးကိုကျွန်တော်ပြန်တတိယမိတယ်
စက်ယုံကြီးတရုံမှာလုံသမားပေါင်း6000လောက်တပိတ်မောက်ကြတယ်တပိတ်မောက်တဲ့အချိန်မှာတကယ်တပိတ်နာလာမောက်တဲ့လူက4000လောက်ရှိပြီးကျန်တဲ့2000ကတပိတ်မမောက်ဘူးတပိတ်မောက်တောင်းဆိုချက်ကဥပဒေပါလုံသမားအခွင့်အရေးများကိုပေးရန်တောင်းဆိုတယ်နော်အဓိကကတော့တစ်လကို3000လောက်ဘောနက်တိုးပေးဖို့တောင်းဆိုတဲ့အချိန်ပေါ့အဲ့တော့ကျွန်တော်တို့တပိတ်မောက်ကြတဲ့အခါမှာတပိတ်လာမမောက်ပဲအချောင်ခိုးတဲ့လူရန်စားတရက်ကတော့တတ်တတ်ရှိတယ်အဲ့ဒါဟာဒီတော်လန်ရေးမှာမဟုတ်ဘူးတော်လန်ရေးမဖြစ်ခင်အာနာမသိမ့်ခင်တည်းကမြန်မာပြည်သူလူထုရဲ့ကြားထဲမှာအချောင်သမားလူရန်စားရှိကိုရှိတယ်အဲ့ဒီတပိတ်မှာလာမမောက်တဲ့သူတွေကစက်ယုံကိုကြောက်တယ်လို့အလုတ်ပြုတ်မှာကြောက်တယ်လို့ ਨੇ တကယ်ကိုစွန့်လို့ပြီးတပိတ်မောက်တဲ့လူတွေအခွင့်အရေးပေးရရင်တော့သူတို့အတူတူခံစားရမယ်မရရင်လည်းသူတို့ကစက်ယုံကမညုံညင်ဘူးဆိုတော့အလုံးမပြုတ်ဘူးဒီလိုစိတ်ကူးမျိုးနဲ့နေတဲ့လူတွေညီမပြည်သူလူတွေမှာအများကြီးရှိတယ်အဲ့တော့အဲ့လိုမောက်နေရင်းနဲ့ရက်ကကြာလာတဲ့အခါကျတော့1ရက်2ရက်3ရက်4ရက်5ရက်ကြာလာတယ်တပိတ်မောက်တဲ့ကာလအတွင်းမှာလည်းတိုက်ပွဲတစ်ပွဲတိုက်ရတယ်လို့ပါပဲသမင်းဟင်းချက်တဲ့လူကချက်ပကံဆေးတဲ့လူကဆေးနော်ဒီရုံးတွေကိုစာသွားတင်နေဥဒေချောင်းရတိုင်တန်းတဲ့လူတွေကတိုင်တန်းတပိတ်မောက်ကြွေးကြော်တဲ့တွေကိုမပြတ်ကြွေးကြော်တာကကြွေးကြော်ဒီလိုသူ့ရဲ့အကန့်လိုက်နဲ့တာဝန်ယူပြီးတိုက်ပွဲကိုဆင်နွှဲရတာဖြစ်ပါတယ်ဒါကိုတော်လိုင်းနဲ့အလားတန်တူတဲ့ကိစ္စရက်ကိုကျွန်တော်ပြောချင်တာကပကံဆေးတဲ့နေရာမှာနေတဲ့လူကပကံဆေးတဲ့အလုပ်ကိုလုပ်ရပါမယ်ဒီတပိတ်မောက်တဲ့တပိတ်မောက်လို့သမားတွေစားဖို့တောက်ဖို့ချက်ပြုတ်တဲ့လူတွေကချက်ပြုတ်နေရပါတယ်ကြွေးကြော်တဲ့လူတွေကကြွေးကြော်တယ်လို့ဥပဒေကြောင့်ရတိုင်ကြားဖို့စာပို့တဲ့လူတွေကစာပို့တိုင်ကြားလုပ်ကြပါတယ်တရင်ဝါဒဖြန့်ချီရေးအတွက်ကျွန်တော်တို့စက်ရုံတပိတ်မောက်နေပါပြီဆိုတော့တရင်တင်ဆက်မှုဖြန့်ချီမှုတွေလုပ်တဲ့လူတွေလည်းလုပ်နေပြောလို့တော့ကသူ့အပိုင်းနဲ့သူ့တာဝန်နဲ့သူလုပ်နေကြရတာတွေရှိပါတယ်ဒါကိုလည်းနားလည်ပေးစေချင်ပါတယ်ကာလတစ်ခုမှာတော့ကျွန်တော်နိုင်ငံလုံးဆိုင်ရာမဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုကိုကျွန်တော်စတင်ကျွန်တော်တို့အတူပေါ့ဗျာကျွန်တော်တို့ရဲဘော်မိတ်ဆွေတွေနဲ့အတူစိတ်တူကိုယ်တူရွယ်ချက်တူယုံကြည်ချက်တူသူတွေနဲ့အတူအကျိုးစီးပွားတစ်ခုမှမပါပဲကိုယ့်ကကိုယ်စိုက်ပြီးတော်လှန်ရေးအောင်လို့စိတ်နဲ့ဆောင်ရွက်ခဲ့တာကိုအလုံးသိကြပြီးဖြစ်လိမ့်မယ်အဲ့ဒီ NRA ဆိုတဲ့ NRA ဟာမကြခင်တက်တော်ကို NRA ရဲ့မိခင်တက်တော်ကိုတိဆောက်ဖို့ကြိုးစားနေတယ်ဆိုတာလေအားလုံးသိပြီးသားဖြစ်လိမ့်မယ်အဲ့ဒီတက်တော်တွေစီကျွန်တော်အရောက်သွားဖို့စီစဉ်ထားရလေရှိပါတယ်ဗဇက်ကပြောမနေတော့ဘူးအလုံးနဲ့တက်တည်ပြဖို့မကြခင်ကာလတွေမှာလူမြတ်ကျော်ဟာခင်ဗျားတို့မြင်ကျင်တဲ့တော်လိုင်းရဲဘော်တယောက်အဖြစ်လေမြင်ရပါလိမ့်မယ်ကျွန်တော်သတင်းစကားပြောရင်အားလုံးသိပြီးသားပါကျွန်တော်သတင်းပြောနေတာမဟုတ်ဘူးကျွန်တော်တော်လိုင်းရေးလုပ်နေတာကျွန်တော်ပေးချင်တာဟာတန်ဖိုးအသိစိတ်ဖြစ်ပါတယ်သတင်းပြောတဲ့လူတွေအများကြီးရှိတယ်သတင်းတင်တဲ့ page တွေအများကြီးရှိတယ်တကူးတကသတင်းတွေလိုက်ပြောနေစရာမလိုဘူးနော်အဲ့တော့သတင်းကိုအခြေပြုတဲ့သုံးသက်ချက်ကျွန်တော်ပေးချင်တာတန်ဖိုးကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့တမိုင်းတစ်လျှောက်မှာသိမြင်နားလည်မှုတွေနဲ့ပေါင်းဆက်လက်ရှိအခြေအနေကိုသုံးသပ်ပြီးစေတနာမှန်မှန်ရိုးရိုးတသားနဲ့ပြည်သူလူထုကိုအတိတရားတစ်ခုတော်လန်အတွေးခေါ်ရစေခြင်းတယ်ကြိုတင်ခံမှန်းတွက်ဆလို့ရစေခြင်းတယ်ဆောင်ရန်ရှောင်ရန်သိစေခြင်းတယ်ကျွန်တော်ဘယ်တော့အခါမှလူကြိုက်များအောင်လိုက်မပြောခဲ့ဘူးဆိုတော့အားလုံးသိပါတယ်အမှန်ကိုအမှန်တိုင်းအမှားကိုအမှားတိုင်းကျွန်တော်ပြောလို့ရနိုင်တဲ့အကန့်အသတ်တွေကကျွန်တော်ရအောင်ပြောပါတယ်ဆိုလိုတာကဘာလဲဆိုတော့လက်ကုပ်တန်မချူပါဘူးလူကြိုက်များအောင်မလုပ်ပါဘူးကျွန်တော်ယုံကြည်ရကိုအခုကျွန်တော်လုပ်နေတာပါကျွန်တော်ယုံကြည်ရကိုသာကျွန်တော်တသက်ပတ်လုံးလုပ်ခဲ့ပါတယ်ဆိုတော့အဲ့ဒီတပိတ်မောက်ကာလာလေးပြန်ဆက်ရအောင်အဲ့တော့တပိတ်တွေမောက်လာတော့တစ်ပတ်တန်ဒီနှစ်ပတ်တန်ဒီကြာလာတယ်အလုသမားယုံမှာတွားပြီးညှိနှိုင်းကြရတယ်ညှိနှိုင်းကြတဲ့အချိန်မှာစက်ယုံပိုင်ရှင်ကလည်းအချိန်အမျိုးမျိုးဆွဲတဲ့အခါမှာတပိတ်မောက်ပါတယ်ဆိုတဲ့လူတွေကနေဘာတွေပြောလာလဲဆိုတော့ဒီတပိတ်ကဘယ်တော့ပြီးမှလဲကိုမြတ်ကျော်တဲ့ဒီလိုမေးလာတာကြားဘူးပါတယ်ဆိုတော့ဒီတပိတ်မောက်တာကိုကျွန်တော်ကအခမဲ့သွားကူညီတာနော်အလုသမားတပိတ်ကိုမိသည့်အခွင့်အရေးမိသည့်အကျိုးခံစားပွဲမှာမရှိဘူးလို့လည်းမလို့ချင်ဘူးဒါပေမဲ့သူတို့အကျိုးအတွက်သူတို့ရဲ့ရပိုင်ခွင့်တွေအတွက်ဥပဒေဖောင်တွေကရောဥပဒေဖောင်အပြင်ကရောတပိတ်မောက်တာရော
နီလန်းပေါင်းစုံနဲ့ကိုညီရာဒါကိုတိုက်ပွဲကြာလာတာနဲ့အမျှဘယ်တော့ပြီးမှလဲမပြီးနိုင်ကြဘူးလားဒီလိုမပြီးသေးရင်ဘယ်လိုလုပ်မှလဲဆိုတဲ့တပိတ်မောက်လုံသမားတွေကိုယ်တိုင်မေးတာကိုကျွန်တော်ကြုံဘူးပါတယ်ဒါနဲ့ထပ်တူကျွန်တော်ဒီဒေါ်လာရေးကိုကျွန်တော်ဖတ်ခနဲ့ရှင်ကြည့်ပြီးတော့အခုလည်းဒီဒေါ်လာရေးမှာမပြီးသေးဘူးလားဘယ်တော့ပြီးမှလဲမင်းတို့ကလည်းကွာTNLလေးကစုပ်သွားပြီဘယ်လိုလုပ်ကြတော့မှလဲဒီလိုလူတွေအများကြီးတော်လိုင်းရေးသမားတွေထဲမှာလည်းရှိနိုင်တယ်လို့ခုနပြောတဲ့တဲမှာတော်လိုင်းရေးတပိတ်တော့မမှောက်ဘူးအခွင့်အရေးရရင်လိုချင်တဲ့အချောင်သမားတွေကလည်းအစင်သေးရှိပါတယ်နောက်တစ်ခုကအရန်အရေးကြီးတာကတော်လိုင်းရေးကိုအလုံသမားတပိတ်တစ်ခုနဲ့ရှင်ပြီးတော့မြင်ကြည့်ရင်ဥဆောင်မှုအခန်းကဏ္ဍတွေတိုက်ပွဲဝင်မှုပုံသဏ္ဍာန်နီးနာတွေဟာအင်မတန်အရေးပါတာတွေ့ရတယ်ဆိုတော့ဒီတော်လိုင်းရေးမှာလည်းဒီတိုင်းပဲလက်ရှိအချိန်ဆိုရင်ချောင်နေတဲ့လူဒန်းစားကြီးတွေရဲ့အခွင့်အရေးရတော့တို့ပါယူမှာနော်နောက်တစ်ခုကတော်လိုင်းရေးလုပ်နေတဲ့ကျွန်တော်တို့အပါဝင်မလုပ်နေတယ်ဘယ်တော့ပြီးမှလဲဆိုတာမျိုးတွေလည်းတွေ့ရပါတယ်အဲ့တော့ကိုယ်ပိုင်ပါဝင်သပိတ်မောက်တဲ့သူတွေတော့တိုက်ပွဲတစ်ခုရေရှည်ကြာမြင့်လာရင်စိတ်ထဲမှာမကြည့်တင်ခဲ့မယုံကြည်တော့တာမျိုးတွေဖြစ်တတ်တယ်နောက်တစ်ခုကအလုရှင်ကနီလန်းပေါင်းစုံနဲ့ဝါဒဖြန့်တယ်အလုရှင်ကိုစစ်တပ်နေရာမှာထားကြည့်လိုက်ဒီလိုပဲစစ်တပ်ကဝါဒဖြန့်တယ်အလုံသမားတပိတ်တဲကို Facebook ကနေစာတွေဝင်လာတယ်တပိတ်မောက်အလုံသမားတွေကိုအလုံကထုံမယ်တယ်ငါတို့ဘယ်လိုလုပ်ကြမှာလဲဒါတွေနဲ့ပြဿနာတွေဖြစ်တာတွေအများကြီးအဲ့တော့အခုဒီလိုပဲစစ်တပ်ကလည်းဝါဒဖြန့်တယ်ငါတို့နိုင်နေပြီတီဘောကိုရပြီနောင်ချိုကိုရပြီမိုးကုတ်မုံမေကိုပြန်ပေးရတော့မယ်အဲ့ဒီမှာအလုံသမားတူတွေမှာပြဿနာတွေအများကြီးဖြစ်တယ်အမေတွေကအိမ်ပြန်ခေါ်တယ်ဒီလိုအခြေအနေမျိုးကြီးလို့ပေါ့ဗျာတော်လိုင်းဒီလက်ကြာလာတာနဲ့အမျှပြဿနာတွေများလာတယ်အစုအဖွဲ့တွေများလာတယ်တော်လိုင်းရေးပေါ်မှာယုံကြည်မှုအားနည်းလာတယ်တွေ့ဝေတန်တရားဖြစ်လာတယ်တစ်ဖက်ကစစ်တပ်ကတက်ရှိုဝါဒဖြန့်မှုရဲ့ကြားထဲမှာယုံမားတန်တရားတွေဖြစ်လာတယ်ဒါပေမဲ့ကျွန်တော်တို့ခင်ဗျားတို့မှာရွေးချယ်တရားရှိတယ်အခုမျိုးပြမှာနေတဲ့လူပဲဖြစ်ဖြစ်ကျွန်တော်ဗီဒီယိုကိုကြည့်တဲ့လူပဲဖြစ်ဖြစ်ကတော်လိုင်းမပါတော့ဘူးကွာမလုပ်တော့ဘူးကွာငါအေးစစ်နေမယ်ရတယ်ဘာမှမဖြစ်ဘူးဖုန်းထဲက data လေးတွေပါဖြတ်လိုက်မယ်ငကိုပုံမှန်ပဲအလုပ်လေးသွားမယ်လာမယ်ရတယ်မြေပြင်မှာတိုက်ပွဲဝင်နေတဲ့သူတွေဥပမာကျွန်တော်တို့လူပေါ့တော်လန်အတွေးခေါ်တွေတော်လန်တိုက်ပွဲတွေနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်စစ်တပ်ကိုရှုတ်ချဝေဖန်တိုက်ခိုက်နေတဲ့တိုက်ပွဲဝင်နေတဲ့သူတွေကရွေးချယ်စရာမရှိဘူးတော်လန်ကြီးမှလွယ်အခြားမရှိကျွန်တော်တို့ကယုံကြည်ချက်နဲ့တည်ဆောက်ထားတာလို့ပြောခဲ့ပြီးသားဖြစ်တယ်လို့ခမည်းတော်ကိုလည်းယုံကြည်ချက်နဲ့တော်လိုင်းကြီးကိုဆင်နွှဲစီချင်တာအခု TNL စုပ်သွားတယ်မိုးကုတ်မှာ PDF တွေတိုက်မယ် PDF တွေကာကွယ်မယ်ဒီပေါ်မှာယုံကြည်ပါကျွန်တော်တို့ဖေးမရမယ်နှွေးထွေးရမယ် MDY PDF ကြီးညာချက်ထုတ်တယ်မိုးကုတ်ပကဖမိုးကုတ်ပြူဟာမြင်းကျန် blood တိုက်ကကြီးညာချက်တွေထုတ်ပြီးမိုးကုတ်မြို့ကိုကာကွယ်မယ်ဆိုပြီးတော့ထုတ်ပြန်တယ်ကျွန်တော်တို့ရန်ပြန်ပြီးတော့စိတ်ခွန်အားဖြစ်စေအဲ့ဒီကနေကျွန်တော်တို့နိုင်ငံလုံးဆိုင်ရာမဟာမိတ်တပ်ပေါင်းစု NRA ကလည်းမိုးကုတ်မြို့ကိုကာကွယ်မဲ့ PDF တပ်တွေကိုလေးစားအသိမဲ့ပြုကြိုးစိုးကြောင်းကြီးညာချက်ထုတ်ပြန်ပါလိမ့်မယ်တသားလေးရှိကြောင်းထုတ်ပြန်ပါလိမ့်မယ်နိုင်တဲ့ဘက်ကကုမယ်လို့ထုတ်ပြန်ပါလိမ့်မယ်ဒီအခြေအနေဟာစာမွေးစစ်နေတာပါတရုတ်ကိုအန်တူပြီး means ပြောတဲ့အတိုင်းငါတို့မလုံနိုင်ဘူးလို့စပြီးစိတ်ခေါ်တဲ့ပွဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ညီညွတ်ကြရပါလိမ့်မယ်နှွေးထွေးဖေးမှအတူလက်ချင်းချိတ်ချင်းပဲချင်းအခါတော်လန်ရေးတိုက်ပွဲတွေဆင်နွှဲရပါလိမ့်မယ်ဒါဟာကျွန်တော်တို့အတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့တစ်ဖက်မှာလည်းအခွင့်အလမ်းတစ်ခုဖြစ်ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေကိုချီကိုလက်နဲ့စီမံပိုင်ခွင့်ရတဲ့အခြေအနေမျိုးရရှိတယ်လို့လည်းမှတ်ယူလို့ရပါတယ်ဆိုတော့ကတစ်ခွန်ပထမလိုင်းနဲ့ဒုတိယလိုင်းကာလရွှေထီးဆောင်တဲ့ကာလတွေကိုပြန်ကြည့်မယ်ဆိုရင်အကယ်၍သာတစ်ခွန်လိုင်းမှာပြင်ဦးလင်ကိုတိတ်မိတ်တီလာကိုတိတ်ရင်လက်နက်ချမဲ့တပ်တွေအများကြီးပဲကျွန်တော်ဒီနေ့မကွေးကတော်လိုင်းကြီးကိုထဲထဲဝင်ပါဝင်တဲ့လူတယောက်နဲ့စကားပြောပြတယ်
တတိုင်းပြည်လုံးဟာလေ30-29တော်လိုင်းရေးပထမလိုင်းဟောဒုတိယလိုင်းဟောဟာစစ်တပ်ကြေမွားစုပ်ပြတ်တပ်ပြီးစစ်ရှုံးပြီလို့သတ်မှတ်ထားတာတတိုင်းပြည်လုံးအောင်ထောက်ဒီစစ်တပ်ဒီကအမြင့်ပြတ်ပြီဆိုတဲ့စိတ်နဲ့အကုန်ပုံအောခဲ့ကြတာ30-29လိုင်းဝင်လာတဲ့အချိန်မှာပြင်ဦးတွေနဲ့မိတ်ထီလာကိုတိန်းမကွေးကဆင်းလာမဲ့တပ်တွေမကွေးမှာရှိတဲ့ PRA မကွေး ADPI မကွေးအစားရှိတဲ့တပ်တွေကမကွေးကပ္ပစာတွေကိုစီးပြီးမကွေးအဆက်ကြောတွေမှာအာခတ်တပ်တော် AA ကဝင်လာTNLA MDY PDF ပူပေါင်းတပ်တွေကပြင်ဦးလင်းကိုတိန်းတစ်ဖက်မှာမိတ်တီလာကြောကိုနေပြီးမြင်းကြံတပ်တွေကမန္တလေးကိုထောက်ပြီးမန္တလေးကိုစစ်ပြင်စစ်ဆိုင်မယ်တစ်ဖက်မှာကေယူနီတပ်တွေကပင်လောင်းလောက်မှာထောက်ပြီးနေပြီးတော့ကိုကာပြီးပိတ်တာစစ်တပ်ဖောက်ပေါက်ပိတ်ပြီးစစ်ရှုံးပြီလို့အားလုံးကတွတ်ဆတယ်လို့ဖာစစ်တပ်ရဲ့အကြမ်းဖက်လက်နက်ကင်တပ်တွေတပ်ဖွဲ့ဝင်တွေမိတ်တီလာတကြောမှာဆိုရင် PDF တွေဝင်လာတာနဲ့လက်နက်ချမယ်ဆိုတဲ့တပ်တွေတန်းစီနေတာနောက်ဆုံးတနက်ကင်ဝင်လာတဲ့ဝရင်တော့ကင်ဝင်လာတော့လက်နက်ချမဲ့တပ်တွေအများကြီးတန်းစီနေတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအခွင့်အရေးကိုဆုံးရှုံးခဲ့ရတယ်အဲ့ဒီကာလာတုန်းကရွှေတီးဆောင်းတာကိုပြန်ပြောရင်ဒီပွဲပြီးပြီဒီစစ်တပ်တကယ်အမြင့်ပြတ်ပြီဒီကာလာမှာဆိုပြီးအားလုံးတောင်းဖျားအုပ်အော်တောင်းနေတိုင်းပြည်လုံးဖြစ်ခဲ့ကြတယ်ဒါပေမဲ့ဒီစံပွဲမှာမြို့သားညီညွတ်ရေးအစိုးရမဖြေနိုင်ခဲ့ပါကရီနီနေနဲ့ဒေလီလုံးစစ်စင်ရေးကိုပါဝင်ဆင်နွှဲသလိုဂျန်နဲ့တိုင်းသားတပ်တွေနဲ့တချို့တက်တော်များများမြို့သားညီညွတ်ရေးအစိုးရအောက်ကတက်တွေအကုန်လုံးအသင့်ပြင်စစ်စင်ရေးအရာအသင့်ပြင်ဆိုတဲ့အနေထားတော့မလုပ်ခဲ့ကြတာတွေ့ရပါတယ်ဒါအပြစ်ပြောတာမဟုတ်ပါဘူးဒီခွင့်ရေးကြီးကိုလက်လွတ်သွားရလိုက်တဲ့အတွက်ဒီတချီမှာစစ်တပ်ဟာနလန်ပြန်ထလာပြီးပြည်သူစစ်တွေတရုတ်ရဲ့အကူအညီတွေရယူပြီးကျွန်တော်တို့ခါလေကဖြတ်ပြီးမြန်မာပြည်အထက်ပိုင်းသိမ့်မဲ့စီရေးဖြူဟာ project ပြတ်သွားခဲ့တယ်လို့ပဲယူဆလို့ရတယ်သင်ခန်းစာယူပြီးဒီကမိုးကုတ်ကာကွယ်ရေး project စစ်စီ mission ကြီးမှာ MDY PDF ကိုယ်တိုင်ရဲ့ထိတ်ဆုံးစာကြောင်းကြီးညာချက်မှာ MDY PDF ဒီအမျိုးသားညီညွတ်ရေးအစိုးရဤအမိတ်နာခံမှုဒါ COC ထဲမှာရှိတော့တက်ဖြစ်သည်လို့အကြောင်းမဲ့ကြီးညာတာမဟုတ်ဘူးလို့တော့ကျွန်တော်ယူဆတယ်လို့မိုးကုတ် view ဟာလေမိုးကုတ်ပကဖဟာလေအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ကတက်တယ်ဖြစ်တယ်လို့တတ်မှတ်လို့ရတယ်မြင်းကြံ Blood Tiger MBD တပ်ဖွဲ့ရလဲမြင်းကြံခရိုင်အမှတ်6တက်ရင်ဖြစ်တယ်ဆိုတော့ဒီစာမွဲမှာ NUG ဖြေဆိုလို့အောင်မြင်ပြီးမိုးကုတ်မိုးမိတ်ကိုကာဝယ်ပြီးတကာလာတရုတ်ရဲ့ဖိအားကိုကြော်လွှားနိုင်တယ်ဆိုတာကိုပြသနိုင်ရင်တော့ကျွန်တော်တို့တောင်းဖျားကြိုးဆိုကြရမှာဖြစ်ပါတယ်ချစ်တာတွေမုန်းတာတွေကြိုက်တာတွေမကြိုက်တာတွေအပထား NUG ရဲ့ဝင်ကြီးဝင်ကလေးများကိုဖယ်ထား NUG အောက်ကဖြစ်စေ NUG မအောက်ကဖြစ်စေမြေပြင်တော်လှန်ရေးတပ်တွေတပ်ပေါင်းစုပြီးတော်လှန်ထိုးစစ်ကိုဆင်နွှဲနိုင်မဲ့နီလန်းကိုအမြန်ဆုံးရှာဖွေကြဖို့ဒီကာလဟာအဆုံးဖြတ်ကာလတစ်ခုလို့ပြောလို့ရတဲ့အခြေအနေမျိုးလို့ပြောရင်အားလုံးကျေးဇူးတင်ပါတယ်